လက်မကိုင်းလက်မတရနဲ့လက်ကုံမကိုင်းနဲ့ လက်ကန်လို့မရဘူး မရဘူး ရပါတယ်မွေး ဟက်ကောင်ဟက်ကောင်ခြေတော်လက်မကိုင်းနဲ့ဘာမှမကိုင်းနဲ့ ဘယ်နေမှကန်လို့မရဘူး ဘယ်နဲ့မှကိုင်းလို့မရဘူး ခဏခင်ဗျားတို့နေအောင်ချစ်သူ ဟာဟုတ်တယ်ငါတို့เนี่ยဟိုဘိုးကတွေကပူးစာရှင်နေအကြောင်းအမျိုးမျိုးကြောင့်ဝင်းနေတာ မွေး မင်းလက်မကိုင်းနဲ့ မင်းနဲ့ကိုနဲ့ ကိုင်းနဲ့လို့ပြောနေ မင်းနဲ့ကိုနဲ့ဟိုတယ်မှာအတူတူဆိုတော့ကလေဟာမင်းအောက်ကဆိုလိုက်ကိုအောက်ကဆိုလိုက်အဲ့တော့မင်းကိုဘယ်လိုလုပ်တာလဲ ဘောကလေဒီပါလက်ရှိနေတယ်ဒီပါလက်ရှိနေတယ်လေ မင်းသားနေပါမင်းသားနေဒီမှာနေရာတော့ရှင်းလို့ ဘောကတည်းကတရားကြောင့်ပုံရင်းနဲ့တရားကြောင့်အချစ်ကြောင်းလေးတွေပြောခဲ့တာလေဟုတ်တယ်မလားဟာ KTV မှာသွားဆိုရင်သူနဲ့တွေ့လာတာ ထောင်းမတဲ့ဆိုင်နဲ့တွေ့လာလားအဲ့တော့ မွေ ဒီလုံးမောင်တော်ရဲ့ဟိုမောင်တော်လည်းမရှိတာနဲ့လေဟိုပြင်းတာနဲ့အပြင်းပြေအောင်ဆိုပြီးတော့သူ့ဟာစားပြီးတော့သူ့ကိုထောင်လိုက်တာ ဒါပဲ သူကစားပြီးသူ့ဟာကိုဘာထောင်းတာလဲ ဟိုတချင်းလား နားထောင်းတာအေးနောက်တစ်ခါနားထောင်ခြင်းမောင်တို့ဟာထောင်ပေးမယ်မောင်တို့နားထောင်လို့ရအောင်ဆိုပေးမယ်နော်ဒီလိုပေါက်လို့ပေးစားတယ်ခေါ်ပြီးတော့မောင်တို့မရှိကမှအဲ့ဒီလိုမလုပ်ပါနဲ့လို့ အမေလာနေတဲ့ပေါ့လို့ပဲသားတဲ့ဂီတာတစ်လက်ကို380လောက်တန်တယ် အမလေးထောင်းမတဲ့တော့4500လောက်ရှိတယ်ဘာပေါက်လို့ပဲသား မမိကြောင်ရှိပြီမဲ့တခင်အတော်ပဲ တော်ပဲ တခင်တို့မင်္ဂလာဆောင်လို့ရပြီဒီမှာကျွေးဘက်ထောဘက်ထမင်းလည်းရောက်ပြီဖြော်ပြေဘက်အစိုးတော်လည်းရောက်ပြီ ဒါပဲ တော်လိုက်တော့အခါတော်လိုက် ဘယ် ထောင်းမသမင်းနဲ့မိချောင်းသား ဘာမိကြောင်သား ဟောမိချောင်းသားမဟုတ်နော် မြေချောင်းသားထောပတ်တမင် ဟုတ်တယ် အောင်မငါငယ်ဂျုံမင်းအောင်မမင်းထောပတ်တမင်ဘယ်တော့မှဆောက်လွတ်လွတ် ခမရလည်းမကင်နဲ့ကျုပ်တို့ပေးမကင်ခမရလည်းမကင်နဲ့ခမရလည်းမကင်နဲ့ ငါစက်ကြကျိန်နဲ့ကြိုက်ထလိုက်လို့ ဂီတာနဲ့ဆောက်ဖိုးလိုက်ဦး ဟုတ်ပဲထောင်းမတဲ့ပိတ်ပေါက်လိုက်တော့ဘာဖြစ်နေလဲပြောဘာဖြစ်နေလဲ မောင်သားကိုပြန်ပြောနေ တောက်ချစ်သူ ဒီ တော့ တော့ငါပြောငါလို့ အားလေးရ ကျုပ်တို့လည်းမကင်နဲ့ခမရလည်းမကင်နဲ့ ဟုတ်တယ် မကိုင်ဘူး မကင်နဲ့မကင်ပဲပြော ကဲ ဒီမှာနာမည်တော့ ဟေးထုံးတယ်မထိုးနဲ့ထုံးတယ်မထိုးနဲ့ ဒေါင်းနဲ့ပြန်ထိုးလိုက်မနော်ဒီမှာ ဟေးဘယ် သူ တော့ တတိပြစ်သွားမှဆိုလို့တောက်ကလေးနဲ့တုတ်တုတ်ပြီးပြောမလို့ မလစ်ဘူး မောင်တော့ဒီကိစ္စတွေကိုနှမတော်ဘာဖြစ်လို့စပြီးမိငွေရတာလဲကွာ ဝင်းလို့ယူဝင်းလို့ယူ ဝင်းဝင်းဝင်း ဝေးဦး ဟုတ်ပါဘူးပြင်းတာနဲ့အပြင်းပြေမလားလို့ ဟုတ်တယ် ဒီမလို့ပါနဲ့ကွာဒီကူကောင်းနေမခေါ်ပါနဲ့ငါပြီ မောင်တော်မလာတာ ဒီလာမှာပေါ့ခုနလိုမျိုး ခမရယောက်ျားကြီးတွေမဲ့လာလို့ရလို့လား အဲ့ဒါမင်းလို့ပါပါအဲ့ဒါမင်းလို့ပါပါငါ ကျောက်ချစ်သူကြောင့်ပြောနေတာ အဲ့လိုကြောက်ချစ်သူတို့ပြောတယ်နော်ငါတို့ဘာသာကချစ်သူချစ်သူ ဒီစက်ကြနဲ့ရိုက်လိုက်လို့ထောက်ပါတိုင်းမင်းနဲ့ပုတ်သွားမယ်ဟမ်နေကတာကျိုးလည်းပြတ်ကုန်မယ်မောင်တော့လေဦးတီးပြီးတော့စိတ်ထဲမှာမောင်တော့တယောက်တည်းကိုပဲတန်တာပြီးတော့မောင်တော်ရေလို့လားအခုနဲ့ခေါ်လိုက်ကြည့်ပါလား မော်တော်ရေမော်တော် မော်တော်ကနေကြီးတော့တဲ့ မော တော့ င်တော် တိ့လေ မောင်တော်ရေလို့ခေါ်သမှာမောင်တော်စိတ်ချင်နော်ချင်းလုံးအားကြီးလို့တီးခံနေကြတော့နှမတော့တွေးပလိုက်ချင်တာနော်တွေးပလိုက်ချင်တာခေါ်ကြည့်စမ်း ကိုနန္ဒရဲ့ ခဏလေးကီချင် အေးကြီးတယ်ကြီးတယ် ဟာ ဟုတ် မ တယ် င်းကဘယ်ကီးနဲ့မှမတည့်ဘူးဟမ် သူခေါ်တဲ့အချိန်ကျကီမကိုင်မှာဆိုလို့လေ သူကသူတော့ဂီးမကြိုက်တဲ့ကိစ္စသူမြောက်သူသွားဂီးချိန်လိုက်သေးတယ် ငါတယောက်တည်းမကိုင်လို့သူ့ကိုခေါ်ထားတာ ဟော နန္ဒမင်းသားလေးနန္ဒမင်းသားလေးဒီထဲမှာနန္ဒမင်းသားလေးတပါးပဲရှိတယ်အဲ့တော့ကိုနန္ဒရေလို့လားခေါ်လိုက်ကြမှာကို အဲ့ဆိုရင်ကိုနန္ဒကိုထည့်ပြီးတော့អော်မယ်နော် ဟေးကိုနတော့ထဲဟေးကောင်းတယ်ဒီနတော့ထဲဒီနတော့ထဲ ခဲပုံမှာဘူးဟဲ့ထွက်ထိုင်မှတ်ထိုင်နေငါကြိတ်စက်ကြနဲ့ရိုက်လို့အကောင်လုံးပုတ်ပြီးတော့ပြတ်သွားမယ် အေးလကားမရဘူး4500နော်မွေးလေးစားဖို့ ကိုနေရာကိုထိုင် ဒီခရထိုင်တီးတဲ့ခုံထင်လို့ ဒီနေရာငါနေနေမိနော်ငါလှုပ်ချင်ရလှုပ်လို့ရနော် ဒီလူတွေကြည့်ရတာစိတ်ရှုပ်တာကွာမိကြောင်းသားနေချင်းမြန်သေပလိုက်ချင်တော့တယ် ပြီးတော့မသိနဲ့ငါပြန်မှုနေရမင်းကုမာကြ ဘာလို့ပါလဲ ငါပြန်မှုလမ်းရှိတယ်ကိုနန္ဒရေလို့ခေါ်လိုက် ခေါ်လိုက်တော့မနော် ခေါ် ကိုနန္ဒရဲ့ကိုနန္ဒ မင်းတီးတာခဏတီးတာအဲ့လိုလွတ်တာတယ် ဟေးဘာလဲကွာဟေး ဟေးဒလီမောင်နာဟေးဟေးလောကြပါလောကြပါလောကြပါမရတဲ့လို့လောကြပါ ဘယ်မရတဲ့လဲစီ
စီးနေရတယ်လို့ကွာ အောင်မလေးဗျာမင်းမဆန်းနဲ့နင်းနိုင်တက်ပြီးမောင်းမတော့ဖယ်လို့ရတော့မလဲ အော်မှာကြပါဦးမှာကြပါဦး မလေး အိုး ကြပါ စပိန်မစီးတော့ဘာနဲ့ဗျာစပိန်ကိုစီးနေရသေးသလားတို့ စပင်းအောင်မအစာညံ့နေပြီ အမလေး အမလေးအမလေး ဒါလည်းပလီကခုမှစပိန်စီးတင်ကျင့်နေ ဒါဥမမောင်စက်ကနေရမဟုတ်ဘူးနော်ဒီညမှာပတ်မစည်းနဲ့တွားဟိုတချမ်းထဲမှာပတ်စီ ကျွန်တော်သွားပြလိုက်မယ် တွားပြ မဟုတ်ဘူးလေ ဟာလေ မဟုတ်ဘူးလေဒလီနန္ဒဒလပလီပို့တာ ဒလပလီနန္ဒ ဒလပလီနန္ဒ ဒီညောင်နန္ဒဘာလဲလောက်တယ်လဲ ဟာရနန္ဒလေအဲ့ဒီပါ နင်တို့ဘာတွေလဲလို့ ဘယ်လူတွေဖြစ်နေ ဘယ်ရောက်ကုန်တာ ခဏနန္ဒဆို နန္ဒလေနန္ဒကတခြားမဟုတ်ဘူးဒလပလီနန္ဒဟောလေမွေးရလေ तू အဲ့ဒါဆိုင်ကိုရီးယားလာကျွေးနေကြပို့နေကြဒလီနန္ဒ မင်းကနန္ဒပဲ နန္ဒပဲ အိုးဒီမှာရှိတဲ့ဒီမှာရှိတဲ့နန္ဒ3ယောက်တော့ညှိမရတယ်ကြတဲ့ဒနဒနနာထုတ်တာပါ ခင်ဗျားနန္ဒကြောင်းမသိဘူးလေဟမ်ကျောင်းနန္ဒကကြောင်းသိတယ်မွေးစားပြီလားကျွေးမယ်လီလာတော့ဟဲ့ကောင်ထိလာတယ်ရ အေး ဟောစားပြီလားတော့စားမလား ဟဲ့လားကိုကိုတောက်ထောက်အမလာပြီးတော့တေအောင်ပဲ တောက်ကဘယ်နှမ်းမှာလဲရင် ဟမ်တောက်ကရော့မရှိရော့ဒါနဲ့ထောက်ထားလိုက် အေးခဏ အောက်မှာအလဲတောက်ထောက်အလဲတောက်ထောက် လကားနဲ့ရောလုံနေတယ် မွေး ဘာမို့လဲ မွေးမကိုင်းနဲ့မကိုင်းနဲ့မကိုင်းနဲ့ငါတို့မကိုင်းနဲ့မင်းလည်းမကိုင်းနဲ့မွေးဘယ်တယောက်ကထွက်လာပြန်တာတော့ဒီတယောက်တော့ဒီနှစ်ယောက်တော့ရှင်းမရသေးတာငါကဒါနဲ့ရိုက်ထွက်လိုက်တော့မယ်နော် ဟုတ် အဲ့ဒါလင်ငယ်ပဲရှိသေးတယ်လင်ငယ်ပြောသေးဘူးနော် မွေဟာမွေကိုကျွေးနေပြီကွာမစ်စာနေပြီလားစာအိုင်အလောက်တာလဲလို့ ဒါလည်းမင်းမှွေးပဲ မွေပဲလေကိုရမွေလေတက်လက်ပလီဟေးမွေလေရဲမလေးဟေးခဏလေးမွေတက်လက်ပလီမွေမှာထားတဲ့တက်စီရရပြီဟ ဒီတို့ကငါ့ရဲ့မှွေးလေးကိုဘာဖြစ်လို့ငါမရှိခင်မှာလာပို့ပြီးတော့ကျွေးနေကြတာလဲ ဟေးဟေးလူ ဟေးဟေးလူ ဟေးလူ 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 ဟဲ့လားဘယ်နဲ့မိုင်းမနေတော့ဘလားကို ဟေးငါဘသူခံရမှာလဲ ဟေးလူဟေးလူဟေးဟောပါရေးမယ်ဟောပါရေးပြောဟောပါရေးပြော ပြောမင်း အဲ့ဒီမွေကိုခမက်တောင်နဲ့ပိုင်တာမဟုတ်ဘူး ဟုတ်တယ် ကျုပ်လည်းပိုင် မင်းကဘယ်တော့ပိုင် ဟာပိုက်တယ်လေ तू ဘိုက်စားပြီလို့ဟာဖုန်းနေလေဟယ်လိုကိုရေနန္ဒရေလာပို့ပါလေလာပို့တာလေလာပို့တဲ့သူနဲ့ကိုနဲ့အကြည့်ချက်မှာညတန်အောင်တယ်ဖြစ် အာမဟုတ်ဘူးရမဟုတ်ဘူးမင်းမဟုတ်ဘူးငါဗီဒီယိုကောနဲ့တော့မရှင်းဆိုပြရနော် ဟုတ်တယ်ဟုတ်တယ် ဟေးလူကျုပ်တို့ကဖောက်ပြတာမဟုတ် तू အစားဖောက်ပြတာဖုံးဆက်ပြီးတော့လေကိုထောက်ပါလေစားကြည့်တယ်ဆိုတော့ तू ပါလို့လာပို့ပါ ဟုတ်တယ်ဟုတ်တယ် ရှိတာမသိဘူး ရပြီ ဘယ်လီမာ မင်း ဖုန်း တော့ နဲ့ မ ပဲ မဘူးမင်းတော့မမဘူးအိုက်ဖုန်းပဲနားမှာစီအိုက်ဖုန်းပဲအိုက်ဖုန်းကြောင့်ဒီဖုန်းနဲ့မင်းတို့ဆက်သွယ်လောက်တာ ဟုတ်တယ်လေ ကိုနန္ဒမရှိတော့မွေးလုံးလေးကအိုက်တီလိုတွေရှောက်ပြီးမှစားနေရတော့ ဟိုပါပြင်တယ် ဒါလို့ ကထောပါတပြည့် ဒီတော့လူသားတွေကိုကြည့်တာစိတ်ရှုံလို့တော့မပေါင်းတဲ့ဝင်ပြီးတော့မှသားမလို့အာအရေး မ တယ် စားနဲ့ငါမှာကျင်းမယ်ငါရဲ့ကျွန်တော်ကွာတကယ် ဒီလိုမောင်တော်ရဲ့ဟို လှုပ်ဆန်း မောင်တော်ကလည်းမလာတာနဲ့လေ မောင် ပြင်းတာလည်းပြင်းတာနဲ့အပြင်းပြေမလားဆိုပြီးတော့ဖုန်းထဲမှာပွင့်ရင်ပွင့်နဲ့ဟိုပို့ဒီပို့နဲ့ဟိုလူစီပို့လိုက်ဒီလူစီပို့လိုက်နဲ့အဲ့ဒါသူ့စီပို့ပြီးတော့မှားလိုက်တာအဲ့လို ဟေးဟေးကူမချုံမပြောင်းနဲ့ ဟမ် ချုံမပြောင်းနဲ့ မပြောင်းပါ မကင်နဲ့လို့မကင်နဲ့လို့ဟုတ်တယ် ခါတော့ခိုင်းတယ်ကားပြောမယ်မွေဟေးချုံပြောင်းလို့ကတော့ဟာအားရစီတော့ငါရဲ့ဒီစီတော့မြေငါစီးသွားတော့ဟေး မြတ်ဆက်ပြီးတက်လာလေဆက်ပြီးတက်လာလေ စီတော်မြင်မဟုတ်ဘူးအဲ့ဒါငါရဲ့စီတော်မိချောင်း ဟုတ်တယ်စပိန်နဲ့မှားသွားတာ လာပြောမယ်မင်းတို့နေကြတော့တော့ပြောမယ်လား ဖတ်မယ်ခမ ्या ခေါ်လို့မရဘူးလေအဖွေးကကြောက်ကဲမွေ မွေးလေ မွေးရတယ်ကွာမွေးရတယ်ကွာ အော်မရတကောင်ငါတထောင်ထိန်းနေရတယ်ပဲလာစမ်းမွေးအော်ငါလည်းဘယ်တော့ရောက်မှာတော့ဒီမှာမွေးကိုတခါလည်းပြောလိုက်မယ်ဒီလိုနန္ဒအဆုတ်အပြက်တွေကိုမင်းဘယ်တော့မှမပတ်သက်ပါနဲ့ အာပြဿနာပဲကွာ ကိုယ့်ရဲ့ဖူးစားခြင်းကိုမောင်တော့နန္ဒတယောက်လုံးရှိရင်လုံလောက်တယ်မို့လားကွာမောင်တော့စိတ်မမောချင်ဘူးကွာအဲ့တော့ဓာတ်တွေခွန်းလို့သေးတယ်ရှိသေးတော့ဒီတစ်ခါမောင်တော့တွေ့ချင်အဲ့လိုဟိုတဲ့ပို့ဒီတဲ့ပို့မလုပ်ပါနဲ့နော်ကိုနန္ဒရေလို့လားအကျဲကြီးရင်ထဲကနေအသေးလေးလိုက်နေရလေခေါ်လိုက်စမ်းပါကွာကိုနန္ဒပြေးလာခဲ့မယ်နော်ခေါ်ကြည့်စမ်း သူနန္ဒကိုခေါ်တော့မသိတယ်ကိုလည်းနန္ဒပဲလေကိုရောက်ချင်နေတာ မင်းတို့ကနန်းနေတာ ဘာနန္ဒနေတာနန္ဒ ကိုနန္ဒရေလို့ရင်ထဲကနေကိုနန္ဒရင်ထဲရောက်ခေါ်လိုက်စမ်းပါကွာ အဲ့ဆိုရင်ရင်ထဲကနေခေါ်လိုက်မယ်နော် ခေါ်နားထောင်မယ် ကိုနန္ဒရေကိုနန္ဒ အောက်ခေါ်တာနန္ဒဆို အဖေရဲ့မေရဲ့ကိုရဲ့ဘိုးရဲ့ဘွားရဲ့နန္ဒလေးကိုအဖေကပါခဲ့အဖေရဲ့မေရဲ့ကိုရဲ့ဘိုးရဲ့ဘွားရဲ့နန္ဒလေးကိုဝိုင်းချကြလို့ရဲ့
ပြန်ပြီလေကွာ ရက်မင်းတို့အကရက်ဒါလဲနန္ဒပဲလားဒါလဲနန္ဒပဲလား နဲ့လေ ပြင်းတာ4ခါရှိပြီထပ်ပြင်းရင်တစ်ယောက်ကွက်လုံးလာတော့မယ် ဘာဖြစ် ဘာလို့လဲဘောင်းတော်ကြီးကိုစောင့်နေတာကြားပြီလားကွာအဲ့တော့နမသားမြိုင်သားလေးထက်ကားလိုက်ရအောင် အမေအမေ ပွေးလေးလေရွှေမောင်ရည်ပွေးပွေးလေးနဲ့အေးရာကျော်စင် အမေ မင်းတခိုင်ချွေးနေမခိုင်ပြီးကြည့်ဟေး မရတော့မရတော့မရတော့ ဒီကတော့ရည်ကြည့် ဟောတော့ အဲ့ ပြ ဒါချော်လဲကို ဘာနေလဲ သွားပါပြီသွားပါပြီ ရိုးကြောင်ညာလားရိုးကြောင်ညာလား ဟိုက် ဘယ်ကိုရောက်သွားတာ ဟဲ့ဘာလဲမေးတယ်ဘာလဲမေးဒီလား တရားလွန်သွားပြီ လုံးသွားပြီ တရားလွန်သွားပြီစီးကြော်လာပြီနော်စီးကြော်လာပြီနော် စီကြော်လာပြီနမတော်လေး အဲ့ဒါ ဘာနမတော်လေးလဲ စီးချော်လာပြီဆိုတာသိလား ဘာလုပ်တာလဲ စော်ကြီးလာပြီလို့ပြောတာ ဒီအောင်ကြီး ဒီကကြည့်ပေါ့ အိုး တယောက် နမတော် မင်းဘာကောင်းလဲမင်းဘာကောင်း မင်းသားလေးကျွန်တော်မင်းသားပါဗျာနမတော်လေးညစဉ်ညတိုင်းပျော်တော့ဆက်နေတဲ့မင်းသားလေးပါဗျာ မင်းသားနာမည်ကဘာသူ မင်းသားနဲ့ပဲနန္ဒပါဗျာနန္ဒမင်းသားပါ ဒါလည်းနန္ဒပဲတဲ့နော်ခင်ဗျာကျုပ်တို့ကြတော့စုတ်တီးစုတ်ပွဲနန္ဒဆို ဒါပေါက်လို့ပဲသား အဲ ပေါက်လို့ပဲသားနန္ဒ နန္ဒတွေကများလာလားခင် ကို ဗျာ မျက်နာမကိုမှန်ပြန်မကြည့်ဘယ်ဟာမိတ်ကတ်တီမိတ်ဆက်ကတ်တီရောဟင်နှခမ်းနေနဲ့မဘသူပါးတွေဝါရိတ်ထားလို့ရဲနေမသိ ဟောပါရိုက် အော် ပါဝိုင်းရိုက်ထားလို့ရဲနေတာမဟုတ်ဘူးမင်းသားချက်သွေးဖြာတယ် မချက်သွေးဖြာပြီးပန်းနေအောင်တန်းနေတယ်ပေါ့ နမတော်လေး နမတော်လေး ဒါရီကဘသူလဲ ဒါ ဒါရီကဘသူလဲ အဲ့ဒါလေနန္ဒတယ် နန္ဒတယ် ဒါနန္ဒ तू ရော နန္ဒ ဆိုတော့နန္ဒ तू ရော နန္ဒ န ပဲ န္ဒလေ နန္ဒပါနန္ဒ နန္ဒဒါလီနန္ဒ ပေါက်လို့ပဲသားနန္ဒငါးကြောက်တဲ့ original နန္ဒ အော်နန္ဒတွေကများနေတာလား များနေတာ တယောက်နဲ့တယောက်မတည့်ဘူးဖြစ် ဘယ်တဲ့မလဲ တယောက်နဲ့တယောက်ကတဦးနဲ့တူမြစ်တာရှိရမယ် ဟုတ်တာပေါ့ တဦးပြစ်တာတဦးမှာကုလာဆက်ဆက်လုံးရပါသည်အေကမလို့ရ မင်းနပါတော့ကခိုင်းနေတာမဟုတ်ဘူးဒီပြဿနာရှင်းရမယ် ဝဲလူနေတာ ဘာကခိုင်းတာမဟုတ်ဘူးနောက်ပိုင်းဆက်ခင်းကြတာပေါ့နမတော်လေးရဲ့သကွဲကိုသမီးချက်ဟင်းရွက်ကမပါလေးချက်ကတွန်းနေပါသည်လေးချက်ကတွန်းနေပါသည်နမတော်လေးရဲ့လေးချက်လေးကိုရိုက်တက်ပြီးတို့နှစ်ယောက်နှပါသွားရင်မကောင်းဘူးလား ဘာလို့ပါတရားကြည့်လို့ပါလား လွတ်ထားလေတမတ်ကိုရက်သွားလိမ့်မယ် တခေ ဟင် တခေကျုံမိချောင်းကနေပြီးတော့ခွေးဘဝဖြစ်အောင်လှုပ်ဆမ်းပါ ကြိုက်ဆန်းကွာ ကြိုက်ချင်လို့ ကြိုက်လေကြိုက်လေ အဲ့လိုရုံ ဒါဘယ်လိုလုပ်တာတော့မောင်တော်ရွှေစိတ်ကောင်ညိုလာပြီနော် ဟိုမောင်တော်လည်းမလာတာနဲ့လေ မောင်တော်မလာတာများပြီလား နမတော်ကပြင်းတာနဲ့ ပထမတော်ပြင်းတာလည်းများနေပြီလား အပြင်းတရား အပြင်းပြေဖို့ဆိုပြီးတော့နန္ဒတွေခေါ်စားတာလည်းများနေပြီအဲ့တော့ဒီလောက်မဲတဲ့အမဲသားကိုကြိုက်တယ်မဲမောင်တော်မသိခဲ့ဘူးမောင်တော်သိဟိုးအနောက်က ဘာကြီးလဲ စီတော်ကြီးနဲ့စီးပြီးတော့လာကျွေးမှာပေါ့နာမည်တော်ရဲ့ဒုက္ခပဲဒီလိုဟာဒီတမနန္ဒတတပရိနန္ဒ ဟုတ်တယ် ဆိုရနန္ဒ နန္ဒ ဟောပတ်သမီး သောပနန္ဒနော်ဒီလိုနန္ဒတွေကြားထဲမှာမောင်တော်ကြတော့ဘယ်နေရာမှာသွားထားတာတော့ဟင်မောင်တော်ကဘယ်နေရာမှာတောက်ထားတာတော့မောင်တော်ဘယ်လောက်ချစ်တယ်ဆိုတာသိရမလားဟင် ဟဲ့လူခင်ဗျားလည်းချစ်တာမဟုတ်ဗျကျောင်းတော့လည်းချစ်တယ်မွမွေးကိုဘယ်လောက်ထိချစ်လဲဆိုရင်မွမွေးရဲ့6ပြင်ကြီးတဲလဲစင်အလှကိုကျုပ်ကကြည့်ပြီးသဘောကျတာတောင်းတောင်ကျုပ်လိုကမိန်းမလေးဆိုတောင်းတောင်စိတ်ဝင်တာဥပမာဗျဟိုလိုမိန်းမလေးဆိုကျုပ်ကတောင်းတောင်မယူမှတ်တာကွာလေနားထိုင်ကွင်းပိတ်တွန်းလေးစပွေးရမေးရန်ဆွဲနှကန်းတော့နှစ်ဘူးမောက်ချွန်းချောင်းလို့စကားပြောသွားခေါ်လို့ပချောင်းချရောင်ကွာချက်ရှုံးတန်မောဟိုင်းရှူပိုင်းစုစီဖောင်းမီညောင်းခွင်ချက်လေခွေအစားချခါတန်းလို့ဒီမစုံကဖေဆုံးပြလို့ပချောင်းပိတ်ပေါင်လေးဒူးကြီးနှုတ်ပြီးတော့ဘလူးစီဒီလိုတော့ထားခဲ့အဲ့တော့တော့မယူတော့ကချမ်းမြေကမှုယူတာဗျ ယူရမှမိန်းမတွေမရှိတော့ तू ကအဲ့ဒါလည်းအကုန်ပါနေတယ် တော်ကြပါ မ တော့ ယူတတ်ဘူးမပါဘူး တော်ကြပါတော့မင်းတို့ကတဲတော့တာကို မင်းကလည်းတဲရှင်းမှာမနောက်ပါနဲ့တော်ပြီအဲ့တော့မောင်တော်တခါတည်းသူတို့အရှိမတခါတည်းဆုံးဖြတ်မယ် ဟုတ်တယ် ဒီနန္ဒတွေအားလုံးတွေကနှမတော်လေးရဲ့ရင်ထဲမှာရှိတဲ့
နန္ဒဘာတူလဲဆိုတာမောင်တော့တခါတည်းသိကျင်တယ် အဲ့ဒါတော့ဟုတ်တယ် ဟဲ့လူတော့ဒီလူတော့မလုံးနဲ့ တယောက်လို့တယောက်ပဲယူလိုက်တယောက်လို့တယောက်ပဲ နေရင်ထဲမှာထောပတ်တွေရှိတယ်ဆိုတာငါသိရ မကိုင်းနဲ့နော် နေရဲ့ပေါင်ချန်ထဲမှာဂီတာဂျိုးတွေရှိတယ်ဆိုတာကဟောတခါတော့ကြံခဲ့တာသူ့ဘောင်းမေးတက်ထဲခဲ့တာ အဲ့ကျိုးတွေကိုဖြတ်ပြီးတော့နင့်ခေါင်းမှာဆက်ပေးမယ် အဲ့ထောပတ်နော် မောင်တော်ပြောမယ်နာမည်တော်လေးနော်ဟိုလူနို့နို့ဒီလူနို့နို့မလုံးနဲ့နော် ဟဲ့ငါတော့မနိုးတော့ငါနိုးတော့ ဟိုလူနို့နို့ဒီလူနို့နို့မလုံးနဲ့မောင်တော်အဲ့လိုနေလေနန်ငါးဘက်နင်းတာမကြိုက် နှစ်ဖက်ပဲနေတာလေ ဟုတ်ဘူးလား ဟုတ်လား9ယောက်ဖြစ်နေပြီသူငါးဘက်ပတ်နင်းတာ အဲ့တော့ဟုတ်တယ်ပြောမယ် အဲ့တော့ဟိုနည်းနည်းလေ तू ကအပြင်းပြေလောက်လိုက်တာဝေခွဲရ အပြင်းပြေနဲ့မောင်တော်မတိကြအောင်စောင့်ခဲ့တာတွေများနေပြီနော်နာမည်တော်လေးမောင်တော်မပြောချင်လို့နော်မောင်တော်ခွင့်လွတ်ထားတာနော်မောင်တော်သိရနော်တခါတည်းပြော ဟုတ်ပြီလေ တခါတည်းပြောမဟုတ်ရင်တော့ကျိန်စက်ကြနဲ့ရေပြင်ကိုရိုက်လိုက်မယ် ရဲလက အမေ သူကလည်းသူတော့ ငါစီရောမိကြမိကြောင်ငါရေပြင်ရိုက်ရင်မင်းကဒီကိုရှေ့ကိုရောက်လေ ဟောလို့လား အဲ့လေကျိန်စက်ကြနဲ့ရေပြင်ကိုရိုက်လိုက်ရင်ဟဲ့မောင်တော်ပြန်ပလိုက်မှာ မဲနေမိကြောင်းကြားလားမိကြောင်းလား ကြက်မိကြောင် ဟောပြဿနာ ဒီကြောင့် ကျောင်းကဝဝကလေးနေရမှာလေ မောင်တော် အဲ့ဆိုရင် သူကမဝင်နိုင်တော့ဘူး ဝေခွဲရခန့်နေရဆိုတော့လေအကောင်လုံးထဲကနေတိတိကျကျထင်းထင်းရှားရှားဖြစ်သွားအောင်တယောက်ကိုအတိအကျရွေးလိုက်ပြီ ငါ့ကိုရွေးတာငါ့ကိုရွေးတာငါ့ကိုရွေးတာငါ့ကိုရွေး လို့ တာ ကျင်တာကြီးကသိရမလားအဲ့ဒါပဲအဲ့ဒါပဲ မင်းတို့တွေတယောက်မှမဲမဲပေးနေဟောကောင်မဲနေတာ မဲမဲပေး နော် မဲရပေး ဟိုမဲပေးကြတော့သူအော်တိုမဲနေတာ အဲ ဟိုတကယ်တော့ ကြို လေ က်တဲ့ရင်ထဲမှာရှိတဲ့တယောက်ကိုပဲပဲပါ ထောပတ်ထောပတ်ထောပတ်ဟေးထောပတ်ဟေးထောပတ်ထောပတ် ဆိုမဲဆလီဆိုမဲစပြောတယ်လီ ခဏနေကြပါဦးတကယ်တော့လေမွေးရင်ထဲမှာတကယ်နှစ်ကာကာနဲ့ဘဝလက်တွဲပေါ်ဖြစ်ချစ်ခင်မိရွေးချယ်ရတဲ့သူလား ဟဲ့ငါပဲဖြစ်ရမယ်လေ ကိုမီချောင်းရေ ဒီကြောင့်ဒီကြောင့်ပါလိုက်တာ ဝါလာလိုက်တာငါ့ကိုရွေးမလို့မထင်ဘူး အေဂျင့်ကမိချောင်းရွေးတာ မိကြောင်း မိချောင်းရွေးတာဘာဖြစ်တော့မွေကြိုက်တာလားလားမိချောင်းမွေကြိုက်လို့လား ဘယ်လိုဖြစ်ရလဲကွာ လိုက်တာ ဟာကိုကပြောတာကြာပြီ ငါ အေးလို့မှထားကြနေတယ် မယုံနိုင်လို့စဉ်းစားနေတာမယုံနိုင်ပါဘူးငါနားချလွဲသွားသလား ဘာကြအခုတော့ခမရကျကျုပ်တို့တရားရုံးတင်ကြောက်တင်နေအခုတော့ခမရရဲ့ကြိုးနဲ့ဖောက်ပြန်လာကြ ငါသိ မငါမေးပါအောင်မယ် အဲကြိုးနဲ့ဖောက်ပြန် နေရမိကြောင်းတော့ဟုတ်တယ်လေမိကြောင်းတော့မငမိုးရိတ်လေဘာမှနန္ဒဘာလို့လဲ ဘယ်ကငမိုးရပါလဲအမေအိမ်တော်စုစီးနေမှာနန္ဒ မိကြောင်းကအိမ်တော်စုစီးရှိတယ်လား ငါစီတယ်ငါစီကိုအလုလာလျှောက်တော့မမိုးရိပ်ဖဲကြီးတာလေ ဟောအဲ့တော့ဟိုနန္ဒကြီးနာမည်ညှိသွားမှာဆိုလို့အလုတ်ရှင်နဲ့အလုတ်သမားအစင်မပြေမှာဆိုလို့နာမည်ပြောင်းတာ တခင်နဲ့ပြိုင်ပဲဖြစ်မှာဆိုလို့ ဟုတ်တယ် ဖြစ်မဲ့ဖြစ်တော့တခင်ဟာပါမသွားတယ်တော်တော်ကောင်းတဲ့မိချောင်းနော်လွတ်လို့မလဲဘယ်လိုလုပ်မလဲတခါလေ မီချောင်းကလေဟိုမွေဟိုးငယ်လေးတွေကလေချစ်ရတဲ့ဟိုငယ်ချစ်သူကိုနန္ဒာတဲ့ ပေချင်းနဲ့ငါ့ဘောပေါက်ပြန်တယ်မရဘူးမရဘူးမွေးနန္ဒာကိုပဲဒီနန္ဒာကိုပဲချစ်ရမယ်မရဘူးဒီနန္ဒာကိုပဲချစ်ရမယ်မရဘူးဒီနန္ဒာကိုပဲချစ်ရမယ်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 ဒီနန္ဒ
ဒီနာတော့ နန္ဒပဲငါလည်းငါပဲ ဒီနာတော့ပဲချစ်ရမယ်ဒီနာတော့ပဲချစ်ရမယ်ဒီနာတော့ပဲချစ်ရမယ် ရေရမွေးရပျော်ရရွှင်ရအစီအစဉ်လေးကသိစမ်းနေကြရာဇဝင်ဥပါရာဇဝင်ဥ